မင်္ဂလာပါခင်ဗျာ AMD ပင်းနှင်းစားပင်မိသားစုရဲ့နှစ်စဉ်နှစ်တိုင်းဝန်ထမ်းတွေကိုအပန်းပြေခီးလိုက်ပို့နေတဲ့ခီးစဉ်လေးပဲဖြစ်ပါတယ်ဒီနှစ်2026ရဲ့ခီးစဉ်လေးကတော့စံတော်ရှင်ကြိုက်တီယိုစီရီတော်မြတ်ကိုဖျားဘူးလိုက်ပို့ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်တစ်နှစ်ပတ်လုံးရိုးသားစူးစမ်းပြီးတော့စီကန်းတဲ့အညီနေထိုင်ခဲ့ကြတဲ့ဝန်ထမ်းတွေကိုကျေးဇူးတုံ့ပြန်သောအပြင်အပန်းပြေခီးနှစ်စဉ်နှစ်တိုင်းလိုက်ပို့ပေးနေကြဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဟာရန်ကုန်ကနေပြီးတော့ည7:00 နာရီတီတီမှာထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှာဝန်ထမ်းများအားလုံးဟာအိမ်မောကြနေတဲ့အနေအထားကိုရောက်ရှိနေပါတယ်အခုဆိုရင်တော့ကျွန်တော်တို့စံတော်ရှင်ကြိုက်တီယိုစီတီတော်မြတ်ကိုရောက်ရှိပြီဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာတဲခုမဲ့နေရာမှာအိတ်တွေအသီးသီးချပြီးတော့ကျွန်တော်တို့အပြင်ကိုပြန်ထွက်ပြီးပဲဖြစ်ပါတယ်ယခုရောက်ရှိနေတဲ့နေရာလေးကတော့ကြီးပစက်လိုင်ကူတော်ပဲဖြစ်ပါတယ်ခင်ဗျာကြီးပစက်လိုင်ကူတော်ပြီးရင်ကျွန်တော်တို့ဟာတော်လန်းတိုင်းရေတကွန်ကိုသွားကြမှာပဲဖြစ်ပါတယ်ခင်ဗျာဒီရှုခင်းလေးကတော့ကျွန်တော်တို့ရေတကွန်ကိုဆင်းတဲ့လမ်းတစ်လျှောက်ကတောတောင်တဘာဝအလှပါရှုခင်းပဲဖြစ်ပါတယ်ခင်ဗျာတကယ်ကိုလွမ်းမောကျင်စရာကောင်းတဲ့ရှုခင်းလေးပါပဲခင်ဗျာကျွန်တော်တို့ရေတကွန်ကိုတော်လန်းတိုင်းဆင်းနေပါပြီစူးညောက်ခလုတ်အသင်းနေတဲ့ကြောက်တောင်ကြောက်ဆိုင်နေကြားထဲမှာကျွန်တော်တို့ဖြည်းဖြည်းချင်းသွားနေရပါတယ်နာရီများစွာကြော်ဖြတ်ပြီးတဲ့အခါမှာတော့ရေတကွန်ကိုရောက်ရှိလာပါပြီခင်ဗျာဝန်ထမ်းတွေအားလုံးလည်းရေတကွန်မှာရေဆော့ပြီးအနားယူလျက်ရှိပါတယ်ဒီရှုခင်းလေးကတော့စံတော်ရှင်ကြိုက်တီယိုစီတီတော်မြတ်က view point နေရာနေမြင်တွေ့ရတဲ့မြင်ကွင်းလေးဖြစ်ပါတယ်ဒီကနေပြီးစံတော်ရှင်ကြိုက်တီယိုစီတီတော်မြတ်ကိုဖူးတွေ့နိုင်ပါတယ်ခင်ဗျာမနက်စောပိုင်းလေးမှာအာယုံစွန်းကတ်လူသူကကတ်လူရွှေသင်္ကန်းကတ်လူသူကကတ်လူနဲ့စီကားလေးရရှိပါတယ်ပျော်ရွှင်ရွှင်ပြပူမီလူတိုင်းလဲလိုက်ခြင်းရင်ရောက်အောင်ခေါ်ငေးသွားမည်ကြိုက်တီယိုပထိုးစီဖုံးတပါတော့ကြည့်ပြီးလဲလဲကညရှုခင်းလေးပဲဖြစ်ပါတယ်ရင်မြင်တော်မှာခီးသွားပြည်သူတွေအပြည့်အနှက်နေရာယူထားပြီးတော့ဘုရားလာပူနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာတတိယမြောက်နေ့မနက်ပိုင်းမှာတော့ကြိုက်တီယိုကနေထွက်ခွာပြီးတော့ကြိုက်ထူမြို့ရဲ့ကမ္ဘာအကြီးဆုံးထိုင်တော်မူဖျားကြီးရှိကိုတွားရောက်လည်ပတ်ခဲ့ပါတယ်ခင်ဗျာအခုလိုမျိုးကားရွဲလေးတွေစီးပြီးတော့ဖျားကြီးပေါ်ကိုတက်ကြပါတယ်ခင်ဗျာကြိုက်ထူမြို့ရဲ့ကမ္ဘာအကြီးဆုံးထိုင်တော်မူဖျားကြီးပါဒီနေရာလေးမှာစင်စာလေးကျွေးလို့ရပါတယ်နောက်ထပ်တနေရာလေးကတော့ကြိုက်ထူမျိုးရဲ့တကိုးကြီးဖျားထဲမှာတဆူအပါဝင်ဖြစ်တဲ့ကြိုက်ပေါ်လောမှှက်ရှင်ဖျားကိုတွားရောက်ဖူးမြော်ကြတာပဲဖြစ်ပါတယ်။ဒါပြီးရင်တော့ကျွန်တော်တို့ပဲခူးမျိုးရဲ့ဖျားတွေကိုဝင်ဖူးမှာပဲဖြစ်ပါတယ်ခင်ဗျာ။ပဲခူးမျိုးရဲ့ဖျားတွေအားလုံးဖူးပြီးသွားရင်တော့ကျွန်တော်တို့ဟာအိမ်ပြန်ရမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ကဲနောက်နှစ်တွေမှာလည်းဝန်ထမ်းတွေအားလုံးကိုဘယ်လိုအပန်းဖြေခီးစဉ်မျိုးကိုလိုက်ပို့ပေးမလဲဆိုတာကိုတော့စောင့်မျှော်ကြည့်ရှုပေးကြစေချင်ပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကိုကြည့်ရှုတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။